မင်္ဂလာပါကျွန်တော်တို့ဖော်လိုက်ကွန်ပျူတာ online training နေပဲကြိုဆိုပါရစေအဲ့တော့ကျွန်တော်ရှေ့ပိုင်းမှာရှေ့ပိုင်းသင်ခန်းစာမှာဆိုရင်ဒီ Excel နဲ့ဖုန်းမှာရှိတဲ့ Excel application ကိုသုံးပြီးတော့စီးရင်တွေ map တဲ့စီးရင်တွေဒီလိုပေါင်းတာတွေသင်ကြားခဲ့ပြီဟုတ်ပြီနော်အခုကျွန်တော်နောက်ထပ်ဘာကိုဆက်ပြီးတော့သင်ကြားပါလဲဆိုတော့ဒီထဲမှာရှိအသက်ယူမှာပေါ့နော်အခု Excel မှာဆိုတော့တခုပြီးတခုအသက်ယူတာရှိဟုတ်ပြီနော်အဲ့တော့ရှိလို့ခေါ်တဲ့ဇာတ်ကိုဒါမျိုး request ကိုနောက်ထပ်အသစ်ထပ်လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီ file ထဲမှာပဲညာဘက် ဘယ်ဘက်အောက်ခြေတောင်မှာမှန်လေးပုံစံမျိုးလေးအားလေးကိုနှိပ်လိုက်ပါနှိပ်လိုက်တယ်ဆိုရင်ဒီမှာအခုကရှိ1ကျွန်တော်နောက်ထပ်ရှိတစ်ခုထပ်တိုးချင်တာဖြစ်တဲ့အတွက်ဒီဘက်ကအပေါင်းလေးကိုနှိပ်လိုက်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီဘက်ကအပေါင်းလေးကိုနှိပ်မှရမှာပါအပေါင်းလေးဒီဘက်မှာရှိတယ်ညာဘက်မှာအပေါင်းလေးကိုနှိပ်လိုက်တယ်ဒါဆိုရင်ရှိ2ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ရှိ1မှာနှိပ်မယ်ဆိုရင်အစကရိုက်ထားတဲ့ဇာတ်ရှိ2မှာဆိုနောက်ထပ်ဇာတ်ပေါ့တကယ်လို့ကိုကရှိ1ကိုပြန်ပြီးတော့နာမည်ပေးချင်တယ်ပေါ့ဥပမာပထမတစ်ရက်ဒုတိယတစ်ရက်ဥပမာကိုကစေရင်ပေါ့ဘယ်လိုပြောမလဲတစ်ရက်စာမှတ်ထားချင်တယ်ဆိုရင်ဥပမာရှိ1ကိုကျွန်တော်ကနာမည်ပေးလိုက်မယ်အဲ့တော့အဲ့ရှိ1ဆိုတဲ့နေရာလေးကိုသွားပြီးထောက်လိုက်ပြီးတော့ rename နာမည်ပြောင်းပြီးပေးမယ် rename ဘာနာမည်ပေးချင်တာလဲဆိုတော့ဥပမာတစ်ရက်နေ့စီးရင်ဆိုရင်တစ်ရက်တစ်လ2023ရက်မှာစီးရင်ကိုရိုက်တာဖြစ်တဲ့အတွက်တစ်ရက်တစ်လ2023ဆိုပြီးတော့ရိုက်ထည့်လို့ရတယ်ဟုတ်ပြီနော်တစ်ရက်ဥပမာတစ်လ23ရက်စီးရင်โอเคပြီးတော့သူကဒီလိုရိုက်လို့မရဘူးနာမည်ပဲပေးလိုက်မှာပေါ့နော်ဥပမာ day 1ဆိုဆရာအနေနဲ့ပေးလိုက်မယ်ဒါဆိုရင် day 1โอเคဒါဆို day 1ရသွားပြီဟုတ်ပြီနော် day 1လို့နာမည်ရသွားပြီday 2 sheet 2ကိုသွားမယ် sheet 2မှာလည်းလို့ rename လုပ်လိုက်လို့ရတယ် day 2ဒီလိုပထမတစ်ရက်စာစီရင်ဒုတိယတစ်ရက်စာစီရင်ဆိုပြီးအဲ့လိုရှိတွေကိုနာမည်ပေးလို့ရတယ်အဲ့တော့ sheet 2ရောက်သွားတဲ့ခါမှာဆရာအနေနဲ့ဒီခါဘာကိုသင်ကြားပေးချင်တာလဲဆိုတော့ကဒီ number format ဒီ Excel ရဲ့ number format အကြောင်းကိုအနည်းငယ်ထပ်ပြီးတော့သင်ကြားပေးပါမယ်ဟုတ်ပြီExcel မှာဥပမာကျွန်တော်ရိုက်လိုက်တယ်200ကျက်လို့ရိုက်လိုက်တယ်2000ကျက်လို့ရိုက်လိုက်တယ်ပြီးရင်3000ကျက်လို့ရိုက်လိုက်တယ်ဟုတ်ပြီနော်အဲ့တော့2000 3000ဆိုရင်သူက number format ဖြစ်တဲ့အတွက်နောက်ကိုကတ်သွားတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ number format ကိုကျွန်တော်တို့က decimal ဆိုတဲ့ဒသမတွေထပ်ထိုးလို့ရတယ်ဥပမာ2000 3000ကျွန်တော်2500အန်တာခောက်တယ်3200ပြီးတော့ရင် okay ပေါ့ဒီလိုပုံစံမျိုးတကယ်လို့သူ့ရဲ့ရှေ့မှာကျွန်တော်ကဒေါ်လာဆိုင်းလေးနဲ့ဟုတ်ပြီနော်2000ဆို2000ရှိမှာဒေါ်လာဆိုင်းလေးနဲ့ဆိုရင်ဒီ keyboard မှာရှိရဲဒေါ်လာဆိုင်းလေးကိုနှိပ်ပြဒေါ်လာဆိုင်းပြီးရင်2000ပြီးရင်အန်တာခောက်တယ်အန်တာဆိုတာဒီအောက်ကမြားအစိမ့်လေးအမှန်ကြီးကလေးချစ်လိုက်ရတယ်ဒီအောက်မှာရှိတဲ့အမြားနော်ဒီအစိမ့်အမှန်ကြီးကလေးအန်တာလို့ခေါ်တယ်ဟုတ်ပြီနော်ဒါမှမဟုတ်ဒီအောက်မှာရှိတဲ့အစိမ့်မြားလေးကိုနှိပ်လိုက်ရတယ်အဲအစိမ့်မြားလေးကိုနှိပ်လိုက်တယ်2000ဒေါ်လာ3000ဒီလိုပုံစံမျိုးဒေါ်လာဆိုင်းလေးထည့်လို့ရတယ်โอเคနော်ဒါပတ်စံရဲ့သင်္ကေတဒေါ်လာဆိုင်းလေးတွေပေါ့အဲ့လိုထည့်လို့ရတယ်ဒေါ်လာ3200ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အနေနဲ့ဒီလိုဒေါ်လာဆိုင်းလေးထည့်တယ်ဆိုရင်ကြာတယ်တခုချင်းလိုက်ထည့်ရမယ်ဆိုရင်ဒေါ်လာဆိုင်းတွေအမြဲတမ်းရိုက်နေအဲ့လိုမဟုတ်ဘူးကျွန်တော်တခါတည်းနဲ့ဒေါ်လာဆိုင်းမပါဘဲနဲ့ရိုးရိုးရိုက်ထားတဲ့ဟာကိုဒေါ်လာဆိုင်းလေးထည့်ခြင်းတယ်ဆိုရင်ဥပမာအခုကျွန်တော်ညာဘက်မှာရိုက်ထား2000ကနေပြီးတော့3200အထိအကုန်လုံးဒေါ်လာဆိုင်းလေးထည့်ခြင်းတယ်ဆိုရင်ဘယ်လိုလုပ်မလဲโอเคမခဲရင်မဟုတ်ဘူးအဲ့ကိုဒီဥပမာ2000ဆိုတဲ့အကွက်ကိုကျွန်တော်သွားပြီးလက်ညှိုးနဲ့ထောက်လိုက်တယ်ထောက်ပြီးတော့အဲ့အဝိုင်းလေးအနေပြီးဖိပြီးတော့ကိုပြောင်းနေတဲ့ အကွက်တွေကို selection ပေးလိုက်တယ်ဖိပြီးတော့ဆွဲလိုက်တာပြောတာပေါ့နော်ဖိပြီးဆွဲပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘယ်မှာသွားပြီးတော့ပြင်ရတယ်လဲဆိုတော့ကဒီအဲ့လိုပြင်လို့ဟုတ်ပြီနော်အဲ့တော့သူ့ကိုဘယ်မှာသွားပြီးပြင်ရလဲဆိုတော့ဒီညာဘက်တောက်ပေါ့နော်ညာဘက်အောက်ခြေတောက်ဖုံးရဲ့ညာဘက်အောက်ခြေတောက်မှာမြားသေးသေးလေးရှိတယ်အဲ့မြားသေးသေးလေးကိုနှိပ်လိုက်ပါနှိပ်လိုက်တဲ့အခါမှာ home ဆိုတာရှိတယ်ဟုတ်ပြီနော်ဒီနေရာမှာကျွန်တော်တို့ home ရဲ့ draw ရဲ့ view ရဲ့အများကြီးရှိအဲ့ကျွန်တော်တို့က home menu တွေကိုသွားတယ် home menu ထဲမှာရှိတယ်ဘယ်မှာသွားဆက်ပြီးတော့သွားရလဲဆိုတော့အောက်မှာကျွန်တော်တို့က format number format ဆိုတာရှိတယ်အဲ့တော့အဲ့ number format တွေကိုသွားလိုက်တယ်number format ထဲမှာ currency ဆိုတာ currency ဆိုတာရှိတယ်အဲ့တော့အဲ့ currency ကိုရွေးလိုက်တာနဲ့ तू အကုန်လုံးကိုဒေါ်လာဆိုင်းတွေအကုန်တက်ပြီးတော့ဟောတော့ currency ဆိုအဲ့ currency ဆိုငွေပုံစံမျိုးပေါ့အဲ့တော့ဒေါ်လာဆိုင်းကိုမှ तू ဘာတွေထပ်ပြီးတော့လုပ်ထားလဲဆိုတော့ decimal ဒသမကို तू နှလုံးထည့်ထားတယ်ဟုတ်ပြီနော်
ဓာတ်သမနှလုံးထည့်ထားအဲ့ဓာတ်သမနှလုံးကိုကျွန်တော်တို့ဓာတ်သမရွှေ့ခြင်းနဲ့ဓာတ်သမအလုံးကြီးရများနေတယ်နည်းနည်းလေးဓာတ်သမအလုံးကြီးထပ်ပြီးတော့ထည့်ထားတာကိုထပ်ပြီးတော့ရှော့ခြင်းနဲ့ဆိုရင်ဘယ်ကိုဆက်ပြီးတော့သွားရမလဲဟုတ်လားနံပါတ် format ထဲကိုသွားတယ်ပြန်သွားတယ်အစောနာနေရနော်ပြန်ပြောပြမယ်အဲ့တော့ကျွန်တော်အခုဒီမှာလှုပ်ထားတဲ့ဟာတွေဓာတ်သမရည်နဲ့နောက်ကနေပြီးတက်လိုက်တယ်ပေါ့ auto တက်လိုက်တာနော်ပြန်ပြောပြမယ်ဓာတ်သမ auto တနည်းကိုပြန်ပြောပြမယ်နော်အဲ့တော့ကျွန်တော်ဒီတက်ပြီးသားကိုပြန်ပြီးဖြုတ်ခြင်းနဲ့ဆိုရင်လုံးလုံးအပြင်ကိုထွက်လိုက်တဲ့အခါမှာဒီအပေါ်လေးမှာမြားလေးရှိတာ ando လို့ခေါ်တယ်နောက်ပြန်ဆုပ်တာအဲ့တော့အိုက်ကောင်လေးကိုတစ်ချက်ချင်းနှိပ်လိုက်တယ်ဆိုသူနောက်ပြန်ဆုပ်သွားလိမ့်မယ်โอเคဟုတ်ပြီအဲ့တော့ကျွန်တော်ကဒီအပိုင်းလေးကိုပြန်ပြီးတော့ selection ပေးမယ်2000ကနေပြီးတော့3200ဒီ selection ပေးတယ်ပြီးပြီးတော့ဖုန်းရဲ့ညာဘက်အောက်ခြေတောက်မှာရှိတဲ့မြားအသေးလေးကိုသွားပြီးတော့နှိပ်လိုက်တယ်နှိပ်ပြီးတော့ဘယ်ထဲကိုသွားမလဲဆို home ထဲမှာရှိတဲ့ number format မှာရှိတဲ့ currency ကိုရွေးတယ်အဲ့တော့အခုဆိုရင်ကျွန်တော်2000ဆိုတဲ့နေရာမှာဓာတ်သမဘာလို့တစ်လုံးကဘိုးနေရလဲဟိုမင်းပြောကြရရှိတယ်အဲ့တော့ဓာတ်သမကဘာလို့ဒီ2000နေရာမှာဓာတ်သမနှလုံးပါရင်တစ်လုံးနဲ့ထားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဘယ်မှာဆက်သွားလို့ရလဲဆိုတော့အဲ့အပေါ်လေးမှာဒီ number format ဆိုတဲ့ထဲကိုဝင်လိုက်တဲ့အခါမှာအပေါ်လေးမှာဓာတ်သမ decimal တိုးတဲ့နေရာလေးရှိတယ်ဒီမှာဒါဆိုဓာတ်သမရှော့တာဒါဆိုဓာတ်သမ point တိုးတာအဲ့တော့ဘယ်ဘက်ကနှိပ်တယ်ဆိုဓာတ်သမတိုးတာဟုတ်တယ်နော်အဲ့တော့ခုဓာတ်သမနောက်မှာကျွန်တော်3ည5လုံးဖြစ်သွားရှော့ခြင်းနဲ့ဆိုရင်ဒီညာဘက်ကနှိပ်လိုက်ဆိုဓာတ်သမရှော့တာလုံးပြန်ရှော့လိုက်လို့လည်းရတယ်အဲ့တော့ currency ရဲ့ account ဒီကျွန်တော်တို့ account ဒီဆိုရင်ဟိုကဒေါ်လာဆိုင်လေးကရှေ့မှာအဝေးမှာသွားပေါ်မယ်ကတ် number format ထဲမှာရှိတဲ့ကျွန်တော်တို့ currency ဆိုရင်ဒေါ်လာဆိုင်ကကတ်ပြီးတော့ပေါ်မယ်နော် currency ဆိုကတ်ပေါ်မယ် number format ထဲကိုပြန်သွားတယ် account ဒီဆိုဝေးကပနေပေါ်မယ်သဘောပေါက်တယ်နော်အဲ့တော့ number format ထဲပြန်သွားမယ်ပြန်သွားပြီးတော့ဒီမှာဘာတွေရှိလဲဆိုတော့ကကျွန်တော်အဓိကအဖြစ်တော့ဝဲသုံးတာပေါ့နော်ပြီးရင်ကျွန်တော် date အဲ့တော့ date format ရိုက်တဲ့အခါမှာကိုယ့်ရဲ့ဖုန်းရဲ့ date format ကိုပြန်ကြည့်ရတယ်ဥပမာကျွန်တော်ဖုန်းမှာဆိုရင်အခု date format ကြည့်လိုက်တယ်17နာရီဇန်နဝါရီ29ဆိုပြီးလာတယ်ဟုတ်ပြီတော့ဇန်နဝါရီ29ဆိုတော့ date ကလကအရင်လာတယ်ပြီးမှ29ရက်ကအရင်လာတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ date တစ်ခုရိုက်လိုက်တယ်ဥပမာ date တစ်ခုရိုက်ကြည့်တော့မယ်ဒီနေရာမှာ date တစ်ခုရိုက်လိုက်တယ်နှစ်ချက်ထောက်လိုက်မယ် date ဆိုရင်ကျွန်တော်မြင်းဆောင်နဲ့ရိုက်ရပါတယ်အဲ့တော့လကအရင်လာတာဖြစ်တဲ့အတွက်12လထိလက်ခံတယ်12လမြင်းဆောင်3ရက်မြင်းဆောင်2022ဒါဆို12လပိုင်း3ရက်22ဆိုမှန်တယ်ဆိုရင် तू ကစာက auto နောက်ကိုကတ်သွားတာမြင်းဒီအကွက်ကြီးကအကျယ်ကြီးချထားလိုက်တယ် date format မှန်တယ်ဆိုရင် तू ကနောက်ကိုကတ်သွားတယ်တကယ်လို့ date format မမှန်မှုရထားလိုက်တော့ကျွန်တော်လက12လပဲရှိရအောင်ကျွန်တော်73လထည့်လိုက်မယ်73ရက်2လပုံစံမျိုးရေးလိုက်တာပေါ့73ရက်2လ2022ဒါဆိုမမှန်တာဘာလို့မမှန်တာလဲဆိုတော့ကျွန်တော်တို့ရဲ့ဖုန်းမှာလုံးထားတဲ့ date format က Sunday January 29ဆိုပြီးတော့လာတာဟုတ်အဲ့တော့ तू ကနောက် January ရဲ့အရင်လာတာဖြစ်တဲ့အတွက်လကိုပဲအရင်ဆုံးရိုက်ပြရမယ်အဲ့ဒါမှ date format မှန်မှာသဘောပေါက်တယ်နော်အဲ့တော့ date format မှန်မှာဖြစ်တဲ့အတွက်အဲ့ကောင်လေးကိုကျွန်တော် date ကိုအရင်ဆုံးရိုက်ပြရပါမယ်ရက်ကိုလကိုအရင်ဆုံးရိုက်ပြရမယ်12လ31ရက်2022အမှန်ကြီးချစ်တယ်ဒါဆိုမှန်တယ်ပေါ့โอเคနော်အဲ့တော့သူတို့ကျွန်တော်တို့ရိုက်ထားတဲ့ date တွေကို format ပြောင်းခြင်းနဲ့ပဲထားလိုက်ပါတော့အဲ့တော့ဥပမာကျွန်တော်ဒီနေ့ဆိုရင်ဒါဘယ်နည်းနေပါလိ20ရက်မှာ9ရက်ဟုတ်ပြီနော်အဲ့တလပိုင်း29ရက်2023ဒီလိုပုံစံမျိုးနောက်ကတ်သွားမှန်တယ်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့က format ပြောင်းခြင်းနဲ့ number format date format ပြောင်းခြင်းနဲ့ပြောင်းခြင်းတာကိုဘယ်လိုပြောင်းခြင်းတာလဲဆိုတော့တရက်တလပိုင်း29ရက်2023ပေါ်တဲ့ဟာကိုကျွန်တော်29ရက်ဇန်နဝါရီလ2023လို့ပေါ်စေခြင်းနဲ့ဆိုရင်အဲ့ကိုပြောင်းခြင်းနဲ့ date ရိုက်ထားတဲ့ကွက်တွေကို selection ပေးလိုက်ပြီးတော့ selection ပေးလိုက်ပေးပြီးတော့ရင်ကျွန်တော်တို့ထွက်လိုက်တယ်နော်ထွက်လိုက်ပြီးတော့အောက်ခြေအစောနာပြောတဲ့ညာဘက်အောက်ခြေတောင်လေးကိုသွားလိုက်ပါဟုတ်ပြီနော်ညာဘက်အောက်ခြေတောင်လေးတွေကိုဝင်လိုက်ပြီးဝင်ပြီးသွားတဲ့အခါမှာ number format ထဲကိုသွားတယ်ပြီးရင်အခုက date တွေရိုက်တာဖြစ်တဲ့အတွက် date ထဲကိုဝင်လိုက်တာဟုတ်ပြီနော် number format ဖြစ်တဲ့ date ထဲကို number format ထဲဝင်တဲ့ date ဆိုတဲ့မြားလေးကိုနှိပ်လိုက်တယ်ဟုတ်ပြီနော်အဲ့မြားလေးကိုဒီ date ဆိုတဲ့မြားလေးကိုနှိပ်လိုက်တာနော်ဘေးမှာရှိတဲ့ number ထဲကိုသွားလိုက်တယ် number ရဲ့မှာဘေးမှာရှိတဲ့မြားလေးကိုသိလိုက်တယ်sorry number တော့ဖြစ်သွားပြီdate ဆိုတဲ့ဘေးမှာရှိတဲ့မြားလေးကိုနှိပ်လိုက်တယ်အဲ့မြားလေးကိုနှိပ်လိုက်တဲ့အခါမှာဒီမှာပေါ်လာပြီ
ကျွန်တော်တို့ကဘယ်ပုံစံနဲ့ပေါ်သေးချင်တာလဲကိုပေါ်သေးချင်တဲ့ပုံစံမျိုးကိုဒီမှာသွားပြီးရွေးလို့ရတယ်ဥပမာ Max 4 2012ပေါ့ဟုတ်ပြီနော် Max 4ဆိုလာအရင်လာကျွန်တော်တို့ကလာအရင်လာချင်တာမဟုတ်ဘူးရက်ကအရင်လာချင်တာဆိုရင်14 Max လာ12လို့ပေါ်စီချင်တာဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်အမှန်သွားချင်မယ်အဲ့ဒါဆိုရင်သူ29ရက်ဇန်နဝါရီ23ဆိုပြီးတော့ format နဲ့ပြောင်းပြီးတော့သွားတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာရှိတဲ့ date ထဲမှာရှိတဲ့ကိုကဘယ်လိုပေါ်စေချင်တာလဲဥပမာ Wednesday Max လ14ဆိုရင်ဒီနေ့ဆိုရင်ကျွန်တော် Sunday ဒီလိုပေါ့ဒါအခုကဒီလို shed တွေပေါ်တာကဘာလို့အဲ့လို shed တွေပေါ်ရလဲဆိုတော့ဟိုဟာဖြစ်နေလို့စီဇရာကွက်ကကျင်းနေလို့ဟုတ်ပြီနော်အဲ့တော့အဲ့ဇရာကွက်ကိုကျွန်တော်ချက်လိုက်မယ်နည်းနည်းလေးချက်လိုက်တာနဲ့သူပေါ်လာရင်အပြည့်စုံ Sunday ဇန်နဝါရီ2023ဒီလိုပုံစံမျိုးပေါ့ဒါက number format တွေကိုသုံးတဲ့အခါမှာ date တွေရိုက်တဲ့အခါမှာကိုကမှန်ကန်ခြင်းနဲ့ဆိုရင်အဲ့လိုရရပါတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒါကိုကျွန်တော်နောက်ထပ် column တစ်ခုမှထပ်ပြီးတော့လက်စနဲ့ရိုက်ပြပါမယ်ဥပမာကိုကရက်ကအရင်ကိုယ့်ရဲ့ဖုန်းကတေချာပေါ့အဲ့မှာမှတ်ထားမှာကျွန်တော်တို့သုံးများဆုံးကဘာကိုသုံးတာလဲဆိုတော့ကကိုသုံးပြခြင်းတဲ့ date တစ်ခုရိုက်လိုက်တာပေါ့ဟုတ်ပြီနော်အဲ့တော့မှတ်ထားမှာကကျွန်တော်တို့နိုင်ငံမှာကရက်ကိုအရင်ဆုံးရေးကြတာပေါ့ဟုတ်ပြီနော်အဲ့တော့ကိုယ့်ရဲ့ဖုန်းကလာကအရင်လာဇန်နဝါရီ29လို့လာထားတယ်ဆိုရင်ကွန်ပျူတာမှာတော့ပြောင်းလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ကိုကဟိုဟာအဲ့တော့ရက်ဇန်နဝါရီ29ဖြစ်တဲ့အတွက်လာကိုအရင်ရေးရဖြစ်တဲ့အတွက်ကျွန်တော်လာကိုအရင်ရေးရမယ်တရက်ဥပမာဇန်နဝါရီ30တရက်30တလပိုင်း30ရက်2023အန်တာခောက်တယ်ပြီးရင်ကျွန်တော်တို့တလပိုင်းပြီးရင်တလပိုင်းမရှိတော့ဘူးပေါ့တော့ sorry ဟုတ်တယ်တလပိုင်း31ရက်2020မှာ3အန်တာခောက်တယ်ပြီးရင်ကျွန်တော်တို့2လပိုင်း1ရက်2023ပြီးရင်2လပိုင်းမှားသွားရင်အမှားချစ်မယ်2လပိုင်းကျွန်တော်တို့2ရက်2023ပြီးရင်3လပိုင်းsorry 3လပိုင်းတော့ဖြစ်သွားပြီ2လပိုင်း3ရက်2023 okay အဲ့ဒီဟာ3အားတွေကိုကျွန်တော် selection ပေးလိုက်တယ်ဒီလို selection ပေးလိုက်တယ် selection ပေးပြီးသွားတဲ့အခါမှာသူ့ကိုကျွန်တော် format ပြောင်းတော့မယ်ဆိုရင်ထွက်လိုက်တယ်ထွက်ပြီးတော့ဒီမြားသေးသေးလေးကိုနှိပ်လိုက်ရင်လည်းရတယ်ဟုတ်ပါတော့ဒီမြားသေးသေးလေးအဲ့မြားသေးသေးလေးနှိပ်တဲ့အခါမှာ number format ရဲ့ဘေးမှာရှိတဲ့မြားလေးကိုနှိပ်တယ်နှိပ်ပြီးတော့ date ဆိုတဲ့ထဲဘေးမှာရှိတဲ့မြားကိုထပ်နှိပ်တယ်နှိပ်ပြီးတော့ကိုလိုချင်တဲ့ format ကိုသွားတယ်ဟုတ်ပါတော့ဒီထက်မှာသူပေးထားတဲ့ format တွေခြိုက်တယ်လို့ရေးလို့ရတယ်အဲ့တော့ကျွန်တော်ကဘယ် format ထဲလိုချင်တာလဲဆိုတော့ကဥပမာ Wednesday match လာ14ဆိုတဲ့ပုံစံမျိုးလေးလိုချင်တယ်ဆိုရင်အဲ့ဒါကိုရွေးလိုက်တယ်မဆန်ဘူးဆိုရင်ဇာတ်ကွက်ကိုချက်လိုက်ပေါ့ဒါဆိုရင်ဒီဟုတ်ပြီနော်ဒီနေ့ဆိုရင်ကျွန်တော်တို့မတ်31ရက်30ရက်ဇန်နဝါရီဟုတ်ပြီနော်30ရက်ဇန်နဝါရီကကျွန်တော်တို့ဟိုလာဖြစ်သွားပါတော့နော်တနေ့လာနေ့နော်မနေ့ဖက်တော့တနေ့လာအင်္ဂါဗုဒ္ဓဟူးကြာသပတေးတောက်ကြတော့သူအော်တိုသွားတာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ format လေးတွေကိုပြောင်းတာနားလည်မယ်ထင်တယ်အဲ့တော့ကိုက date ကလေးသိတာနဲ့ဒါနေ့ကဒီနေ့ဘာနေ့ဆိုတာကိုရိုက်ကိုတိုင်း M1D on Monday, January လို့ရိုက်เสียမလို့အဲ့ format လေးကိုပေးချင်တဲ့ date ကလေးကိုရိုက်ပြီးကညာမှာသူ auto လေးပြောင်းလိုက်တယ်ဆိုရင် number format လေး change လိုက်တယ်ဆိုရင်ကိုလိုချင်တဲ့ရက်ကိုတွားပြီးတော့ပို့ပေးလို့ရပါတယ်ဟုတ်ပြီနော်ကိုလိုချင်တဲ့ပုံစံ number format ကိုပြောင်းလို့ရပါတယ်အဲ့လိုဒီလိုပြောင်းထားတဲ့ format ကိုမှကျွန်တော်တို့ကအခြား format နဲ့သုံးချင်တဲ့ number format ကိုဒီလိုပုံစံမလို့ချင်ဘူးအခြားပုံစံနဲ့ပေါ်သေးချင်တယ်ဆိုရင်ဒီမှာကြိုက်တယ်လို့ပေါ်လို့ရပါတယ်နာယီတွေကစထည့်ပြီးထည့်လို့ရပါတယ်โอเคတော့ဒီမှာဆိုရင်နာယီပုံစံမျိုးပေါ့အဓိကနာယီမှာတော့တိတ်ပြီးတော့အသုံးခဲ့ပါတယ်အသုံးများဆုံးကတော့ဒီလို date တွေမှာပဲအသုံးများဆုံးပါဟိုဘယ်တော့ match လာ14ရက်တကယ်လို့အဲ့လိုရက်တွေပါလိမ့်ထိပေါ်ချင်တယ်ဆိုရင်ကျွန်တော်တို့အပေါ်ဆုံးကဒီတစ်ခုကိုပဲသုံးရမှာဖြစ်ပါတယ်โอเคနော်ဟုတ်ပြီဒါဆိုရင်နားလည်မယ်ထင်ပါတယ်တကယ်လို့နားမလည်ရှင်ကျွန်တော်မေးပါကျေးဇူးတင်ပါတယ်ဗျ